အားလုံးပဲမင်္ဂလာပါ KMK Football Insider Facebook TikTok နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုပွဲက Ancient American နဲ့ Belgium ရဲ့ရွှေရောင်မျိုးဆက်ခေတ်ကဘလောက်ပဲကုန်သွားပြီပဲပြောသူတို့လက်ရှိကြံနေတဲ့အလင်းရောင်လေးနဲ့သူတို့ဒီပြိုင်ပွဲမှာဆက်လက်ရှင်သန်နေတယ်ရှင်သန်မှုလည်းထိုက်တယ်နဲ့အရင်အုပ်စုပွဲတွေကိုကြည့်လို့ရှိရင် Belgium က Egypt ကော Iran ကောတည်ကြသွားတယ်ပရိသတ်တွေရဲ့အမြင်ကBelgium သွားပါပြီဒီစင်းလောက်နဲ့လက်ပြန်သွားတင်ပြီသူတို့ခြေစွမ်းရအားရတရားကိုမကောင်းလို့ထင်အောင်ထင်နိုင်နေမယ်ဒါပေမဲ့ဘောလုံးပွဲကြည့်တဲ့ပရိသတ်တွေမြင်နေဗျBelgium မှာ chance create လုပ်နိုင်တဲ့ကစားသမားတွေအများကြီးပဲ space ရှာပေးနိုင်တဲ့အများကစားသမားတွေအများကြီးရှိနေလုံးပဲသူရဲ့ space တွေမှာဒါကောင်းကောင်းအသုံးမချနိုင်တာကြောင့်Belgium ကအဲ့ဒီပွဲဒီမှာတည်ကြပြီးခက်ခဲကစားခဲ့ရလို့ပြောရမယ်တည်ရင်ပွဲပြီးတဲ့နောက်ပိုင်းပွဲစဉ်တွေပြန်ကြည့်မယ်ဆိုရင်Belgium ရဲ့တိုက်စစ်ကပို့ပြီးတော့ connection မိလာတယ်အချိတ်ဆက်ကောင်းလာမြင်ရတယ်သူတို့ audio 5-1 နဲ့နိုင်တယ်အဲ့လိုပဲ Senegal 3-2 နဲ့နိုင်ပြီးတော့ဒီစင်တက်လာတယ်Senegal ကအာဖရိကအသင်းတွေထဲမှာအတောင်တင်းဆုံးအသင်းလို့ပြောရမယ်အဲ့လိုအသင်းမျိုးသူတို့မရရအောင်အနိုင်ခံပြီးတော့ဒီ16သင်းစင်တက်လာတာBelgiumကအန်ဒါတော့အနေနဲ့ဆိုရင်ကျွန်တော်လုံးဝမမေ့ထားတဲ့အသင်းပဲဘယ်လိုပြောရမလဲPremier League အနေနဲ့ခံမှန်းပြီးတော့Belgiumကအခုလက်ရှိမှာအလဲလက်အသင်းစင်ပဲရှိတယ်American ကလည်းအဲ့ level ပဲအဲ့တော့အလဲလက်အသင်းနှစ်သင်းတွေ့တဲ့နေရာမှာဘယ်သူကပို့ပြီးတော့အလေးတာတယ်ဘယ်သူကပိုကောင်းတယ်ဆိုတဲ့အရာမျိုးမရှိတော့ဘူးမှားတဲ့အသင်းရခံရမှာပဲဒီပြိုင်ပွဲတွေမှာ Ancient American ကပို့ပြီးတော့တီဦးလူတန်းပြိတ္တအားပေးမှုရပို့ပြီးတာကောင်းတာနိုင်ပေမဲ့Belgiumရဲ့လက်ရှိအစုဖွဲ့ကဖိအားဆိုတဲ့အရာတွေကိုကောင်းကောင်းအန်လုပ်ပြီးတော့တောက်လျှောက်ရှင်မြန်ကစားနိုင်တဲ့ကစားသမားတွေအများကြီးပဲတကယ် quality မြင့်တဲ့ကစားသမားတွေအများကြီးပဲဒါကြောင့်မို့လို့ရှေ့လေနောက်သုံးသပ်ရမယ်ဆိုရင်ဒီပွဲမှာBelgiumကကျွန်တော်တို့ favorite ဖြစ်နေတယ်တစ်ဖက်က American ပြန်ကြည့်မယ်ဆိုရင်ကမ္ဘာ့ဖလားဖွင့်ပွဲမှာအသင်းကြီးပြင်သစ်တို့ဂျာမနီဆိုရင်ပါရာဂွေးကိုရှုံးတယ်ပြင်သစ်ဆိုရင်ပင်နယ်တီ1-0နဲ့မှနိုင်ခဲ့တဲ့ပါရာဂွေးကိုအမေရိကန်4 ဂိုးတောင်သွင်းလာတာအဲ့လိုပဲအုပ်စုမှာလည်းဩစတြေးလျကို2-0နဲ့နိုင်တယ်ဩစတြေးလျဆိုလို့ရှိရင်လူတိုင်းသိတယ်ဗျသူတို့ Egypt ကိုပင်နယ်တီအဆုံးဖြတ်နေတာရှုံးသွားတာသူတို့ရဲ့ခံစစ်ကတော်တော်လေးတောင်းနေတယ်အဲ့လိုအသင်းကိုသူတို့2 ဂိုးရအောင်သွင်းတာအုပ်စုနောက်ဆုံးပွဲစဉ်မှာဆိုလို့ရှိရင်လည်းတူရကီကို3-2နဲ့ရှုံးတယ်နောက်ဆက်မှာဘော့စနီးယားလည်းမျိုးဘော့စနီးယားလို့ခံစစ်ကောင်းပါတယ်စက်ပီကောင်းပါတယ်ဆိုတဲ့အသင်းကိုသူ2-0နဲ့နိုင်ပြီးတော့ဒီစင်ကိုတက်လာတာအဲ့တော့အမေရိကန်လည်းလုံးဝ short တက်လို့မရတဲ့အသင်းဒါပေမဲ့တစ်ခုရှိတာအမေရိကန်မှာသူတို့ရဲ့အထောင်တိုက်ရှင်အားထားရတဲ့အထောင်တိုက်ရှင်မူဘာလို့ကန်အလီကကြောင့်ပွဲပယ်သွားတယ်အမေရိကန်ကြီးမားတဲ့ထိုးနှက်ချက်ပဲပူရီစစ်ကလည်းဒဏ်ရာအရှင်းမပြောက်သေးဘူးပွဲချင်းပြီးကစားနိုင်ဖို့လုံးဝမဖြစ်နိုင်သေးဘူးအဲ့တော့ဒီနှစ်သင်းအကြောင်းကြည့်ရမယ်ဆိုလို့ချင်းအဲ့ပွဲကသူတို့ရဲ့မလိုအပ်တဲ့ unnecessary အမှားတွေကြောင့် American အတွက်ဒီပွဲကအများကြီးထိနာသွားပြီပဲဘာလို့ကန်ရှိနေလို့ရှိရင်ဒီမိုကော့ဒရိုက်တို့ Belgium နောက်တန်းတွေကိုအများကြီးဒုက္ခပေးနိုင်တယ်အဲ့လိုကစားသမားမရှိရကြအောင် American ကနည်းနည်းလေးအားနေသွားတယ်သူစီးရတယ်တဲထဲဖြစ်တာကြောင့်ဘယ်တင်းကိုရွေးချယ်လို့ရတယ်ဒီနေရာမှာကျွန်တော်အကြိုက်အနေနဲ့ပြောပါဆိုရင်တော့ Belgium ကိုကြိုက်တယ် Trossard တို့ Doku တို့ရဲ့တောင်းပန်တွေဒီဘိုင်းနာရဲ့ create ကလူကာကူကလည်းအသက်အရွယ်ရလာသည့်တိုင်အောင်အခုချိန်ဒီBelgiumတိုက်စစ်မှာအားကိုးရတဲ့တိုက်စစ်မှုဖြစ်နေတယ်ဒါကြောင့်မို့လို့အသုံးသက်အနေနဲ့ရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်ကBelgiumကိုရွေးချယ်ပေးခြင်းပါတယ်ဘရိုတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်ကြည့်ရှုအားပေးသူတအုပ်တယောက်ချင်းစီတိုင်းအောင်အများကြီးကျေးဇူးတင်ရှိပါတယ်ဗျ